ဒီနေ့ကတော့ Mega Banner Shopping Mall ကိုသွားမှာဖြစ်ပါတယ်။ရာသီဥတုကတော့တာယာတစ်ဝက်မတာယာတစ်ဝက်ဖြစ်နေပါတယ်။ခဏနေကြရင် BTS အစိမ်းရောင်လိုင်းစီးပြီးတော့ Mega Banner သွားပါတော့မယ်ရှင်။ကဲခုဆိုရင် Uniqlo ရောက်ပါပြီရှင်။အခုတစ်ခါဝယ်မှာက sharing t-shirt လေးတွေပါသူကဘတ်450ကနေပြီးတော့မှဘတ်150ချထားတော့စီးတက်ပါတယ်ရှင်အယောင်ဆုံးစိုက်စုံလေးတွေဝယ်ဖြစ်မှာပါ sharing t-shirt လေးတွေက brown နဲ့ navy နဲ့ကအဖြူနဲ့အနက်ထပ်ပို့ပြီးလာတယ်ပေါ့နော်အားကြောင့်မလို့ brown နဲ့ navy လေးတွေကိုပို့ပြီးဝယ်ဖြစ်မှာပါ navy လေးဒါလေးက brown M size လေးကဲဝယ်ပြီးပြီဆိုတော့ငွေရှင်းကောင်တာကိုသွားပါတော့မယ်ရှင် Uniqlo brand ကပေးရတဲ့စီးနဲ့သူ quality ကအရန်ကိုတန်ပါတယ်အဝတ်စားလေးတွေကလည်းအကုန်လုံးတက်တောင့်တက်တာရှိတယ်ပေါ့နော်အဲ့တော့ကြိုက်ပါတယ်ရှင်discount ချတဲ့ချိန်တော့ဝယ်ရတာပိုပြောတာပေါ့နော်ကဲကက်ရှာကောင်တာသူ့သွားပါတော့မယ်ရှင်ကောင်တာကိုရောက်ပါပြီရှင်လူတွေများနေတော့ self check out ပဲလုပ်ခဲ့လိုက်ပါတော့မယ်ကဲဝယ်ပြီးပါပြီပြန်ပါတော့မယ်ရှင်ပြန်တွေ့ကြမယ်နော်